ဆရာတို့ကြီးအောင်မန်းနေမှာလာပြီးတော့အားပေးတဲ့အုပ်စုံလေးကျွန်တော်တို့24လက်မှာကစုံပွဲမင်းလော်ကလော်ရွက်လို့ပြောရင်၄လုံးပါတယ်နောက်ကယူနစ်လို့ပြောရင်ကျွန်တော်တို့တစ်ခုကို2လုံးစီတက်ထားတာကျွန်တော်တို့လက်စုံကနေမှာဆိုတော့950ယူနစ်2လုံးစီပါတယ်တိုတယ်7လုံးပါမယ်အောက်က221မှောက်ဖို့ကျွန်တော်တို့221စိုက်လေးနဲ့221မှောက်ဖို့အားလုံးအုပ်စုံတွဲရဲ့1ဆက်စင်တော့သူကအဟွာလောက်ပေါက်သွားတယ်တင်180 200ဝန်းကျင်လောက်ပေါက်တယ်အလဲကောင်မှာဒုံး20နဲ့2စုံနဲ့သူကအဓိကပြောရတော့ပြိုင်ရင်တာပေါ့ဗျာကျွန်တော်တို့ခက်ပြင်းပြင်း3ညင်တယ်ဟိုအပြိုင်ဆိုင်3ညင်တယ်သူကဒီဟာနဲ့ကျွန်တော်တို့ကမြန်မာစံတင်နဲ့ရအောင်ဖွင့်ပါသူကစက်ဖွင့်တဲ့ဆရာထားကြတယ်ဆရာလည်းကြတယ်သူက221နဲ့အပေါ်ကမစ်လော်နဲ့ကစုံပွင့်နေနဲ့အားလုံးတွဲရဲ့1ဆက်မိုက်စာကြီးတွေရောဆရာတို့ဒါမျိုးမိုက်စာကြီးတွေနဲ့မိုက်စာကြီးပဲကွာကျွန်တော်တို့17သိန်းဂျာထဲမှာ crossover ကမင်းဟိုက် crossover က3,200ဝယ်Super crossover 3,200ဝယ်ဒုံမောင်းမှုဒီမှာ CG 4,200လေးနဲ့ပေါ့လေးမောင်းလို့ကောင်းဒီဘက်ကဟာတော့ကျွန်တော်တို့ AC outlet တွေပါမယ်ကျွန်တော်တို့ဒီထဲမှာသူကနောက်ပိုင်းကျရင်1,000ဘုံထပ်ဝင်အောင်ပါမို့လို့ကျွန်တော်ဒီနေရာကိုခြံပေးလိုက်တာ1,200နှစ်ဘုံနဲ့အပေါ်က short တွေကလေးနဲ့ကျွန်တော်ဒီအတွဲရဲ့ဖွင့်ပုံခွန်ကြီးအသေးစိတ်လေးတို့ပြီးရင်ကျွန်တော်ဗီဒီယိုလေးတင်ပေးပါမယ်ဆရာတို့ဟုတ်တော်ကြီးအားရပါရအဆယ်တို့ဒီမှာဒုံးလေးတွေနဲ့ကိန်းရန်နေမှာထုတ်တဲ့ဒုံးလေးဆရာတို့ဒုံးမှာလည်းအန်ကီးနဲ့ပဲဆွဲတာနော်ဆရာတို့ဒီမှာအားလုံး net တွေပါတွေကစတူတူအားပါဘူးအားရပါရ